Okay, let's work. ဒီဆို chain 8ခုနဲ့ sorry magic ring မှာ chain 8ခုနဲ့ထိုးပါမယ်ပြီးရင်ပထမအဆုံး first round ပေါ့နော်အဲ့ဒါလေးကို slip stitch ထိုးလိုက်ပါမယ်ဆိုရင်ဒီလို wine လေးရပါပါရှင်မြင်ရလားဒီလို wine လေးနော်8ခုအပြင်တစ်ခုနှစ်ခုသုံးခုလေးခုငါးခုချိန်၅ခုတက်ပြီးရင်လို့အနောက်ကဒီလိုပေါ်ရင်ဒီတယ် back loop လို့ပေါ်တယ်ဒီလိုဆိုရင်ရဒီပါဒီလိုပုံစံလေးလေးယူလိုက်တယ်ဒီနေရာလေးကနေပြီးတော့တစ်ခု6ခုဖြစ်ရမှာတော့ငါဘယ်နှမှားတော့လဲ something is wrong ရှိရလေးဒီလိုကျင်းနေတာလေးကျင်း6ပြီးလို့ရှိရင်ကိုတနေထိုးအကြီးရမယ်လေလို့တော့ဒီနောက်တစ်ပေါက်မှာတော့ထိုးမှာနော်ရှုပ်ထွေးနေတယ်ဒီပွင့်ပတ်လေးတစ်ခွက်ရဖို့အတွက်ကိုလေဘယ်တော့ခက်ခဲလဲဆိုအဲ့လိုမျိုး၄ခုထိုးရမှာကွာ၄ခုထိုးပြီးအဲ့လို၄ခုရတဲ့ဟာကို2ခုထိုးရမှာ2ခုထိုးပြီးမှပြင်ပြီးတော့ချုပ်ရသိလားတော့ခက်ခဲလဲဆိုတာလေဘယ်2မိနစ်တော့ဒီလားနေ့၄၅ခုမင်းနေမှာလေငါလေတရက်နေ့လောက်ခြာဝိုင်းငါမှတ်မိတော့ဘူးလေဒါကြောင့်မှတ်မိရဟာကြောင့်မှတ်မိရတယ်လို့မိသွားတယ်နဲ့ကောင်းနေတာလေချွေးနှစ်ဖူးကချွေးချီမကြအောင်ဆိုတာဒါမှစစ်ချီမအလုံးလုံးလို့ဘယ်သူနေပါဦးရှင်တွေ့ဝင်းဘက်ကလေးအရွက်ကလေးခေါ်လာတစ်ခုရအောင်ဒါမျိုး၄ခုထိုးရမှာဒါမျိုး၄ခုရအောင်ရင်နောက်ထပ်အဲ့လိုမျိုး၄ခုထိုးပြီးမှကတ်ရကျေးဇူးပါရှင်